ပိုက်တွေလည်းစားပြီအရင်ဆုံးမောပြီးရင်တောက်လိုက်မယ်ဒီနေ့ကတော့စုံမယ်အရင်ဆုံးကျမရဲ့ထုံးစံတိုင်းမပါမဖြစ်ကျုပ်တို့လုံးအရင်စားလိုက်မယ်နော်ဘိုက်တွေရမ်းစားနေတဲ့အချိန်မှာလေအစာအိမ်ကသူ့ဘိုက်ထဲကိုအရင်ဝင်တဲ့အစားအစာကိုစုပ်တော့ကျမတို့ကပရိုတင်းအရင်စားပေးလိုက်တာအစာအိမ်အတွက်ပိုကောင်းတယ်ရမ်းစားနေတဲ့အချိန်မှာစီကြော်တွေအငံတွေနဲ့အရင်မစားလိုက်ဘူးအဲ့ကြရင်အစာရင်ကအဲ့စီကြော်တွေအငံတွေအရင်စုပ်သွားတာချမောင်မြူလေးနဲ့ဇွန်စိတ်ကလေးနဲ့ရောပြီးချက်ထားရရှင်ဂရင်းရှင်းတာပါနော်ချမောင်မြူကလူနဲ့ပိုတဲ့တာချမောင်မြူတဲ့စားရင်နေမကောင်းကစားလူတွေပါလေဆိုရင်ဒါချမောင်မြူလေးချက်ကျွေးဂရင်းလိုက်သွားသုံးပုံနှစ်ပုံပြည့်အောင်စားဖို့အရွက်တော့မရှိဘူးဆောင်းငင်းကာလာဆိုကျမအရွက်တွေကကျမအတွက်အစာကြီးကခတ်လို့လေအဲကြောင့်ဆောင်းငင်းဆိုလို့အရွက်ကြော်ရနည်းနည်း short ထားဒီစားမယ်ဒီနေ့ဟင်းလေးရတော့ green bean စီမှာဘာလို့လဲဆိုတော့တောင်ရှာတီးကြော်မနေ့ကတဝက်ကိုဘုံကြီးစွန်းလောင်းတယ်တဝက်ကိုအိမ်ရလူတွေစားကြတယ်ဒီမှာထမင်းစားတဲ့အချိန်မှာကျတော့အိမ်ရလူတွေအကုန်စားပြီးကုန်ကြတယ်